ဘယ်ရောအနေတော့ကျွန်တော်ဒီ Manchester နဲ့တင်နေတယ်ဗောနော် West Ham တင်းရဲ့အိမ်ကွင်းမှာသွားပြီးတော့ကစားရဗောနော်ပွဲစဉ်26 Premier League ပွဲစဉ်26ညနေပွဲဖြစ်တယ်9:45မှာကျွန်တော်9:45မှာကစားရဗောနော်ကျွန်တော်တို့Michael Carrick အတွက်ကျွန်တော်တို့ပြီးရင် Manchester United အတွက်9ခွဲကင်9ခွဲနိုင်ဆိုတဲ့အနေထားကိုဆက်လက်ပြီးတော့စံချိန်သက်တမ်းမှတ်တမ်းတွေချိုးသွားမလားဆိုတော့စောင့်ကြည့်ရမယ်။ကျွန်တော်ကတော့ထုံးစံတိုင်းပဲပေါ်ထလူချင်းတိတ်ပြောင်းနေတာမလို့နော်။ဒါပေမဲ့ကျွန်တော်တို့ Manchester United နဲ့ West Ham တင်းကို Premier League မှာနောက်ဆုံးတွေ့ခဲ့တဲ့9ပွဲမှာ3ပွဲတောင်ရှုံးနေထားရပါတော့။နောက်ဆုံးတွေ့ခဲ့တဲ့ပွဲကတော့1-1တီကြားထားတယ်။ကျန်တဲ့ပွဲတွေမှာတော့ 2-0 ဆွဲနေထားမျိုးနဲ့ C2 2-0 ဆွဲနေထားမျိုးနဲ့ကျွန်တော်တို့3ပွဲဆက်တဲ့ရှုံးထားတာတွေ့ရတယ်။ကျွန်တော်တို့ပေါ့နော်9ပွဲမှာ3ပွဲရှုံးထားတဲ့အနေထားတစ်ခုကတိတ်တော့အဆင်မပြေခဲ့တဲ့အနေထားပေါ့နော်ဒီနေ့မှာအဲ့ဒီရလက်ဆိုလို့ရှေ့ဖြတ်နိုင်အောင်မလားဆိုတော့စောင့်ကြည့်ရအောင်နော်Michael Carrick အတွက်9ပွဲကိုင်9ပွဲနိုင်ဆိုတဲ့အနေထားမျိုးဖြစ်ဖို့အတွက်ဆိုရင်ဒီနေ့မှာရောကစားသမားတွေယုံကြည်မှုနဲ့အတူတူကျွန်တော်တို့အသင်းရဲ့ပေါ့နော်အပိနေတဲ့သူတွေကလည်းဒီနေ့ပွဲကိုအနိုင်ရရှိမယ်ဆိုပြီးတော့ခံမှန်းထားတာတွေတွေ့ရတယ်ပေါ့နော်ဘာပဲပြောMichael Carrick အတွက်ပေါ့နော်ဒါရင်ဒီပြဘဝမှာတကယ်ဟိုစစနမှန်ဆန်းဆောင်နိုင်ခဲ့တဲ့သူ့ရဲ့ရလက်တွေသူလုံနေတဲ့အနေထားတွေသူ့ရဲ့အသင်းပေါ်မှာစီမံနိုင်မှုတွေကကျွန်တော်တို့ပထမအဆုံး၄ပွဲမှာတော့တကယ်ကိုတွေ့ခဲ့ရပြီဒီနေ့ပွဲမှာရောဝက်ဆန်တင်းရောအနိုင်ကစားသွားနိုင်မလားပေါ့အနိုင်ကစားသွားဖို့လေလိုအပ်တယ်ပေါ့နော်ဒါမှကျွန်တော်တို့အက်စထရွန်ဗီလာနဲ့အမှတ်တူသွားနိုင်တယ်ပေါ့နော်ဒါပေမဲ့သိရမသေးကြသေးဘူးကျွန်တော်အဆင့်3တက်လှမ်းမှုအတွက်ရာဂိုင်နှုန်းတွေများနေတယ်ပေါ့ဗျာပြောချင်တာကတော့အဲ့တော့ဒီနေ့ပွဲကိုလည်းနိုင်ရရှိမှရမယ်ပေါ့နော်ဒီဘက်အနိုင်ရရှိမှာအဆင့်တကယ်လို့အနိုင်ရရှိရင်အဆင့်3ကိုမတက်ဘူးဆိုရင်တော့အဆင့်4မှာအေးဆေးနေလို့ရသေးတယ်အဲ့လိုမျိုးပြောချင်တာဗျာဒါပေမဲ့ဘာနော်ကောင်းမွန်ဖြစ်ဖို့တော့လိုအပ်တယ်တစ်ဖက်အသင်းဖြစ်တဲ့ West Ham အသင်းနေနဲ့လည်းဒီနေ့မှာသူတို့ဇယားရဲ့အောက်မှာရောက်နေတဲ့အတွက်သူတို့တန်းစင်းစုံကနေလွတ်ဖို့အတွက်ဆိုပြီးဒီနေ့တော်တော်ကြိုးစားလာမယ်ဆိုပြီးမြင်တယ်တော်တော်ကိုဒီတက်ပို့ပြီးတော့ပြင်းပြင်းထန်ထန်နဲ့ကစားလာမယ်ဆိုပြီးမြင်ရပါတော့ဒါသူတို့ရသလောက်အမှတ်ကိုအိမ်ဝင်းမှာရသလောက်အမှတ်ကိုစုမယ်ဆိုတဲ့တိုင်းတာမျိုးနဲ့သူတို့ကစားလာဖို့ရှိတယ်ဘာပဲပြောUnited ကတော့ United ပါ။West Ham အသင်းနေနဲ့လည်းတကယ်ကိုကောင်းမွန်တဲ့အနေအထားတစ်ခုနဲ့ရှန့်ပြိုင်လာမယ်လို့တော့မြင်မိရပါတော့။တစ်ဖက်အသင်းကိုအသိပြီးတော့6တက်လို့တော့မရဘူး။ဒါပေမဲ့လက်ရှိအနေအထားမှာ United အသင်းနေနဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာအရာပဲဖြစ်ဖြစ်အရှာကစားကွက်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်ကောင်းမွန်တဲ့အနေအထားတစ်ခုရောက်နေတဲ့အတွက်ဒီနေ့ပွဲမှာတော့ကျွန်တော် United အသင်းနေနဲ့အနိုင်ရကိုရမယ်လို့တော့မြင်နေပါတော့။အဲပြောနိုင်ရရင်ကောင်းတယ်။အနိုင်ရရင်ကျွန်တော်တို့9ပွဲဆက်အနိုင်ဖြစ်တာနဲ့တပြိုင်တည်းကျွန်တော်တို့အဆင့်4မှာအဆင့်3မှာအေးစစ်နေလို့ရနေဆိုတဲ့တိုင်းတာတစ်ခုကဒါကောင်းမွန်တဲ့ရလဒ်တစ်ခုလို့တော့မြင်ရမှာပေါ့နော်ဒီဘက်မှာရှေ့လျှော်သွားနိုင်တဲ့အနေအထားတစ်ခုမှာ United တင်းနေတကယ်ကိုစနစ်တကျလေးနဲ့ဆွမ်းဆောင်သွားနိုင်မယ်ဆိုတော့ဒီနေ့ညပွဲကတော့ကြည့်လာမယ်ပွဲဝေးကမှာသွားပြီးရှင်းမြန်ကစားရမယ်9ပွဲနိုင်9ပွဲကင်ဖြစ်သွားမလားပေါ့နော်ဒါမှမဟုတ်ကျွန်တော်တို့ရဲ့ United fan ဖြစ်တယ်ပေါ့နော်စပင်ရှိန်နဲ့ဘေးရောက်ဒီနေ့ညမှာစပင်ညက်ပါမလားမညက်ပဲနဲ့တဖန်တန်တရားပြန်လဲသွားမလားဆိုတော့ဒီညမှာစောင့်ကြည့်ရမယ်ကဲမင်္ဂလာပါဗျ United Speaker ပါဒီနေ့တော့တော့ပါပဲကျွန်တော်ရဲ့ United Speaker ဆိုတဲ့ channel လေးကိုလည်း subscribe လုပ်တော့ပြီးမြင်တတ်ရခင်ဗျာကျေးဇူးများတင်ပါတယ် United Speaker ပါ